ကိုယ့်ရဲ့လိုအပ်ချက်နဲ့ budget နဲ့ချိန်ပြီးတော့ရွေးချယ်စရာ graphic card တွေရှိတယ် NVIDIA ဆိုရင်ရွေးစရာ G4 RTX 3050တို့3050 Ti တို့ဒါ30 series တွေပေါ့3060နောက်ပြီး3060 3070ရှိမယ်နော်3070 Ti နောက်ဆုံး3080 3090တိရှိသူစဲ Qira ကိုတောင်းနှမ်းပါတယ်AMD မှာဆိုရင်ရွေးစရာတွေက Radeon RX 960 RX 980ပြီး RX 9500ပြီး RX 9500 HD နောက်ဆုံး RX 9400အဲ့လိုမျိုးဒီလိုရှိတယ်AMD graphic card တွေက ray tracing နည်းပညာမပါဘူးဒါပေမဲ့လည်းသူကဒီ NVIDIA ကိုရှင်ဖို့အတွက် higher horsepower ကိုသုံးထားတယ် NVIDIA ကိုပြီးတော့ price တက်နဲ့ price AMD ကတ်တွေလည်းနည်းနည်းတက်တာတော့ price တက်တာမျိုးတွေနဲ့ fight တာ AMD architecture ပုံမှာ run တဲ့ game တွေကဘယ်လို game တွေလဲဆိုရင်Borderlands 3တို့နောက် Apex Legends တို့က AMD graphic နဲ့သူက smooth ဖြစ်တယ်ဒါပေမဲ့လည်း NVIDIA support လုပ်တဲ့ game တွေဖြစ်တဲ့ Call of Duty Modern Warfare တို့နောက်ပြီးMetro Exodus တို့အဲ့ဒါ RTX ကတ်တွေမှာပို့ပြီးတော့ smooth ဖြစ်တယ်